ဘာလုံးကဒီကိစ္စကိုပဲခဏရှင်ပြိုင်ခိုင်းတာလဲဘာလို့ဒီရဲ့ challenge ကိုပဲငါ့ကိုပဲခဏပြောနေရလဲငါကဒီယာနဲ့မထိုက်တန်ဘူးလားငါကဒီယာတော့မတင်တော့လားဆိုပြီးတွေးမိတဲ့အချိန်မျိုးရှိကြလားဒီနေ့ကတော့အဲ့အကြောင်းလေးတွေကိုပြောမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ podcast ကနေပြန်လဲကြိုဆိုလိုက်ပါရစေ EUVHORA Euphoria အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြန်လဲကြိုဆိုလိုက်ပါရစေအားလုံးနဲ့တွေ့ရတာကြာပြီဆိုတော့တတိယကြာလာမသိဘူးဒါပေမဲ့ဆိုင်ရတော့အမြဲစိတ်ထဲမှာရှိရဒါပေမဲ့ဆိုင်ကပြဿနာခု night shift တွေလုပ်နေရဆိုတော့ဒီနေ့လည်းဖတ်ဆိုရင်အိတ်တယ်ညဆိုရင်အလုပ်သွားရပေါ့နော်ဆိုတော့ဒီ manage လုပ်မရတယ်ကိုယ့်ရဲ့ဒီ personal life နဲ့ပဲdealing လုပ်နေရပေါ့နော်ဆိုတော့ but however ဒီရဲ့ကိစ္စလေးစဉ်းစားမိတော့ဒီရဲ့အကြောင်းလေးကိုပြောချင်တယ်ပေါ့နော်ဆိုတော့အားလုံးလည်းအဲ့လိုမျိုးဖြစ်ပူကြလားမသိဘူးဒီchallenge တစ်ခုပေါ့နော်ကိုအမြဲတမ်းလှုပ်ဆောင်နေရတယ်ကွာပြီးရင်မအောင်မြင်ဘူးအဲ့အရာကြီးကိုပြီးတော့ဒီဘယ်လိုပြောမှာကိုလှုပ်ချင်တဲ့အရာတွေကိုစိတ်ရှိတိုင်းလုပ်ပေမဲ့ကိုရောက်ချင်တဲ့ရလက်မရကိုရချင်တဲ့အခြေအနေမျိုးမရဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဘာလို့ကဘာရခါလေးကြတော့ထူးဆန်းတယ်နော်ဘယ်လိုမျိုးရောဆိုလို့ရှိရင်ကိုကဒါအစင်မပြေဆိုဒါပဲပုတ်ပေးနေရတယ်မလားကိုကဒီရဲ့အရာတွေမကြိုက်ဘူးဆိုလို့ရှင်ဒါတွေပဲပို့နေတဲ့အချိန်မျိုးတွေရှိရဲ့အချိန်ကာလမျိုးတွေရှိရဲ့အဲ့လိုကာလမျိုးကိုdealing လုပ်ရတာအရန်ခက်တယ်ပေါ့နော်ဆိုင်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းဒီ mental shift လုပ်လိုက်တဲ့အခါမှာကြတော့ဒီရဲ့အရာရုပ်တရက်ပျောက်သွားလို့မျိုးခံစားလိုက်ရတယ်တော့ပေါ့နော်အခုပြန်ကြည့်လိုက်တဲ့ချိန်မှာအဲ့ဟာပါတော့ဒီပါ mindset လေး shift လိုက်တော့ဆိုလို့ရှိရင်ဒီရဲ့ challenge ကိုငါလုံနိုင်တယ်ဆိုတာကို universe ကတီးလို့ဆိုင်ကိုပို့လာတာဆိုတော့ယုံကြည်ချက်မျိုးပေါ့နော်ဆိုတော့ mindset မျိုးကိုတွင်းလိုက်တယ်အဲ့ကြတော့ဒီရဲ့ challenge ကလေအလိုလျောက်ပြီးတော့မှအောင်မြင်သွားတယ်ပေါ့နော်ဆိုတော့တခါလေကိုဒီ universe ကကြောက်တုံးနေပြစ်လာတယ်ဆိုရင်တော့မှဆိုင်ပြောချင်တာကတော့ဒီရဲ့ကြောက်တုံးကကိုတိုက်ခိုက်နိုင်တယ်ဆိုတော့ခွန်အားရှိတယ်လို့ universe ကယုံကြည်လို့ပို့ပေးလာတယ်ဆိုတော့ mindset မျိုးထားစေချင်တယ်ပေါ့နော်ဒီအရာလေးကအရန်ကိုhelpful ဖြစ်မယ်လို့ယုံကြည်တယ်ဒီရဲ့ mindset လေးอ่ะပေါ့နော်ဘာလို့ဒီຢာတွေကိုပဲငါ့ကိုပေးနေရအောင်ဘာလို့ဒီရဲ့ဒုက္ခမျိုးတွေပဲငါခံစားနေရတာတော့အဲ့ဟာကိုဘယ်လိုမျိုးခံစားမလဲဆိုဒီရဲ့ဒုက္ခတွေကိုငါကြော်လားနိုင်တယ်ဆိုတာကို universe ကယုံကြည်လို့ဆိုင်းကိုဒီຢာတွေပို့လာတာဆိုတော့ mindset မျိုးကိုတွင်းစေချင်တယ်ပေါ့နော်ဒီရဲ့အရာလေးကဘာလဲတော့မဟုတ်ပေမဲ့ဒါပေမဲ့အထောက်အကူဖြစ်မယ်လို့ယုံကြည်ရပေါ့နော်ဆိုတော့ဒီရဲ့ podcast မဟုတ်ဒီရဲ့ short clips လေးကိုနားထောင်လို့ကြိုးတစ်ခုရရမယ်လို့ဆိုင်းတော့မျှော်လင့်တယ်အားလုံးလည်းဒီမှာတော့နေပူနေရပေါ့နော်အရန်ຫນွေရာတွေရောက်နေတာဆိုတော့အရန်ပူရဲအကယ်လို့ဒီကျမရေကြီးစိုက်ကြပါလို့ရာဒီဥတူရောအချင်းနေအရာရောပေါ့နော်အကြီးစိုက်ဖို့ဆိုင်ရတော့တိုက်တွန်းချင်ပါတယ်ဒီချီနာထောင်ပေးရတော့လည်းတကယ်ကိုရင်ထဲကနေလိုက်လဲကိုကျေးဇူးတင်ပါတယ်